Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရဲ့ဗုဒ္ဓဗီဒီယိုကိုကျွန်တော်ဆွတ်လို့တော့ပါမှာဆွတ်လို့ကျွန်တော် like စားမှာပါဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဆိုကျွန်တော်ဆွတ်လို့ရဲရတယ်ဆိုတော့ကျွန်တော်မှမပြဗုဒ္ဓတစ်လုံးရှိတယ်ကျွန်တော်ပေါက်ထားတာအဲ့တော့ကျွန်တော်ဆွတ်လို့ရတယ်ပါကျွန်တော်မှ like ဖြိုးသွားပါပြီဆိုတာတော့ကျွန်တော်မှမီဆူပြန်သေးဘူး flag ကမလောက်ဘူးဗျပြမကျွန်တော် flag ကမပြသွားပြီလေflag ကမဒီမှာဟာဒီမှာကျွန်တော် flag ကမအဲ့လောက်ပဲရှိတယ်ကျွန်တော်တင်သားဟာပကြုံပြောင်းမြန်တင်တာကျွန်တော်ဒုက္ခဆရာရောက်ပြီမှာအဲ့စိတ်မပူပါနဲ့ကျွန်တော်မောင်ဟင်းဆိုရဲ့အရှုံးပေးတတ်တဲ့ကောင်ကမပါဘူးဗျမင်းမကလောက်ပါမှာရောမဟာလိုင်းကြရဘူးဆိုရကျွန်တော် fuck ကမလောက်အောင်ဆိုကျွန်တော်ဟိုက950လောက်ပဲကျွန်တော်တင်တာဘူးဆိုတော့ကျွန်တော်ကောင်းကျွန်တော်အများကြီးတင်တာလားဟိုဆိုဒါနဲ့ level 5ဆိုအများကြီးတင်တာဗုဒ္ဓတကယ် level 5နေမှာအရန်ကောင်းတယ်ဗုဒ္ဓဟိုကျွန်တော် live ကျွန်တော်အပတ်ကြီးမလှည့်နေတယ်ကွာတိုက်ဒီဘက်တော့လှည့်ဦးဟာထားတော့ရဒီလိုပေါ့ဒီလိုဆိုဒီလိုပေါ့ကျွန်တော်ဗုဒ္ဓ live အကုန်လုံး live မှာပထမ scale ရယ်Sasuke FK ဟို HK ကိုကျွန်တော် V2 တေဝါ roll နဲ့ကျွန်တော်ပြန်ပြောမယ်အဲ့ဒါဆိုဒီနေ့ရွယ်လေးရောက်တော့ဒီလောက်ပါပဲအဲ့တော့ bye bye ဟောမင်းလုံးပါတော့ကျွန်တော် rate တွေပါကျွန်တော်ကူညီပေးနေအဲ့ဒါကူညီခံကြီးကျွန်တော်ရဲ့ကုန်းမဲ့အောက်မှာ roll ရဲ့ account လေးပါရေးခဲ့ကျွန်တော်ကူညီပေးပါမယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲအဲ့တော့ bye bye